မင်္ဂလာပါရှိုင်းကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီ body goal တစ်ခုသတ်မှတ်ပြီးပေါ့နော်ကျွန်တော်တို့ဂျင်စကစားလိုက်ပြီဆိုတာ ਨੇ program တွေလိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ကစားနည်း program တွေဒီနေရာမှာကျွန်တော်တို့ program တစ်ခုပေါ့နော်social media လုပ်တဲ့လူနဲ့နောက်ပြီးရင်ကျွန်တော်တို့ဒီ program တွေခဏခဏ change ပြီးတော့ပေါ့နော်ကစားတဲ့လူတွေဘယ်လိုလူတွေမှာကျွန်တော်တို့လိုချင်တဲ့ body goal ပေါ့နော် body ဟိုရလက်တွေပို့ပြီးမြန်မြန်ဆန်ဆန်ရရလဲဆိုတဲ့အကြောင်းပေါ့နော်ဒီနေ့မှာကျွန်တော်ဒီ video file လေးနဲ့ဆွေးနွေးပြတော့မှာဖြစ်ပါတယ်ရေဘူးရဒီတိုင်းကြည့်လိုက်မယ်ဆိုရင်ပေါ့နော်ရှင်းတယ်ကျွန်တော်တို့တစ်ခုပြီးတစ်ခုပြောင်းပြီးကစားနေတဲ့လူတွေအလုပ်တစ်ခုကိုဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီကစားနည်းတစ်ခုကိုဟိုလက်ဆက်မတက်ဖ ೇನೆ ပေါ့နော်လန်တော့ဝက်မှာတရက်လိုက်တဲ့လူကတေချာပေါက်ဒါကျွန်တော်တို့လိုချင်တဲ့ရလက်ရမှာမဟုတ်ဘူးဒါကတော့သိရပေါ့နော်ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်ကဒီနေ့နည်းနည်းလေးပေါ့နော်ဟိုအကျယ်ချဲ့ပြီးကျွန်တော်ဆွေးနွေးသွားခြင်းနဲ့ကျွန်တော်တို့ဒီမြင်နေရတဲ့ဟာကြုံတွေ့လာတဲ့ဟာတွေပေါ့နော်ထုံးစံကျွန်တော်ဒီ channel ရဲ့ရည်ရွယ်ချက်အတိုင်းပဲကျွန်တော်ရရှိခဲ့တဲ့ဟိုအတွေ့အကြုံတွေเนาะကျွန်တော်ရဲ့ဒီ experience တွေကနေစပြီးကျွန်တော်လက်ရှိကျွန်တော်ကိုယ်တိုင်ကစားသမားဘဝကြုံခဲ့တဲ့ဟာနောက်ပြီးကျွန်တော် trainer ဘဝမှာမျက်စိရှိမြင်တယ်ကျွန်တော် train နေတဲ့ client တွေကြုံတဲ့ဟာပေါ့နော်နောက်ပြီးကျွန်တော်တို့ဒီကျင်ထဲမှာကြုံနေရတဲ့ကျွန်တော်တို့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးနည်းနည်းလေးအခြေချဲ့ပြီးကျွန်တော်ဒီကြောင်းရလေးနဲ့ပတ်သက်ပြီးဆွေးနွေးပြသွားခြင်းနဲ့ပေါ့ဆိုတော့ကျွန်တော်တို့ဒီကျင်ကစားလိုက်ပြီဆိုရင် program ကတော့တေချာပေါင်းရှိရတယ်ပေါ့နော်ကျွန်တော်တို့မိတ်ဆွေတို့ဒီကစားမယ် body change ဖို့ပေါ့နော် body တစ်ခုပြောင်းလဲဖို့ကစားမယ်ဆိုရင်ဘယ်လို program နဲ့ကစားမှာလဲမိတ်ဆွေတို့ကစားမယ် plan တွေကပါတယ်လေပေါ့နော်ဥပမာဟိုဒီဝေကစားသမားတယောက်ကအပေါ်ပိုင်းတရက်အောက်ပိုင်းတရက်အဲ့လိုကစားမယ်ဆိုရင်ဒါမျိုးကိုကျွန်တော်တို့ကဒီ program တစ်ခုပေါ့နော်အဲ့အပေါ်ပိုင်းထဲမှာကျွန်တော်တို့ဘယ်ကစားနည်းကိုဘယ်လိုထည့်မလဲနောက်ပြီးကျွန်တော်တို့အောက်ပိုင်းထိုင်မဲ့နေမှာဘယ်ကစားနည်းတွေကိုထည့်မလဲနောက်ပြီးအောက်ပိုင်းနဲ့ဘာနဲ့တွဲမလဲပေါ့နော်အဲ့လိုပုံစံမျိုးဟိုဒီကစားနည်း plan ဘယ်လို program ပေါ့နော်ကျွန်တော်တို့ဒီချထားရတယ်ပေါ့ကိုကျွန်တော်တို့ကစားမယ်ဟာဆိုတော့အဲ့လို program တစ်ခုချပြီးသွားပြီဆိုရင်ဒီ program ကိုကျွန်တော်တို့ကဟိုအနည်းဆုံးပေါ့နော်အနည်းဆုံးဒီ12ပတ်ကနေပြီးတော့မှဒီ sorry အနည်းဆုံးတော့10ပတ်ပေါ့နော်10ပတ်ဆိုရင်ကျွန်တော်တို့က2လခွဲ2လလောက်ပေါ့နော်အဲ့လောက်ကနေပြီးတော့ကျွန်တော်တို့ဒီ3လလောက်ထိ12ပတ်ဆိုတော့3လလောက်ထိပေါ့နော် week အဲ့ဒါမျိုးလေးစွတ်စွတ်မြဲကစားတဲ့နဲ့ဒီကစားနည်းတွေတိုင်းပဲဒီနေရာမှာကျွန်တော်တို့ပထမဆုံးတွေ့လာတဲ့အချက်ကကစားသမားတွေကဘာတွေကိုဟိုဖြစ်နေကြလဲဆိုရင်ခြေထဲမှာရောက်ပြီဆိုရင်ကစားနည်းမျိုးစုံကိုကစားချင်ကြတယ်လက်တက်ဆန်းကစားခြင်းသားတော့လည်းကောင်းတခါကျရင်ကျွန်တော်တို့ကစားနည်းတစ်မျိုးကိုကစားတဲ့ချိန်မှာပြင်းလာတယ်ညှင်းငွေ့လာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူတို့ခံစားရတယ်လို့ဟိုထင်ရွေ့တော့လည်းကောင်းနောက်ဆုံးချက်ကတော့ဟိုမဖြစ်တဲ့ဆုံးနဲ့အများဆုံးကြုံတဲ့အချက်ဒီကျွန်တော်တို့ social အပေါ်မှာရှိတဲ့ဒီ video file တွေပေါ့နော်highlight video file တွေနောက်ပြီးဒီကာဗလာမောင်းနေ model တွေကစားပြတယ်YouTube video file တွေကိုကြည့်ပြီးတော့ဒီကစားနည်းကစားလိုက်ရင်တော့ငါခန္ဓာကိုယ်ကသူ့လိုပဲချိန်မှာပဲဆိုတော့ဒါကအဲ့လိုတော့တွေးချင်မှတွေးလိမ့်မယ်ဒါပေမဲ့တေချာပေါက်နာမည်ကြီးကစားသမားတယောက်ရဲ့ကစားနည်းကိုသူ့ရဲ့အနေကျင်ကစားနေတဲ့အချိန်မှာတော့တေချာပေါက်ထည့်ကစားခြင်းစိတ်ဖြစ်ပေါ်တယ်ပေါ့နော်ဒီလိုစိတ်တွေကြောင့်မို့ပဲကိုယ့်ရဲ့မူလချမှတ်ထားတဲ့ပလန်အတိုင်းပဲကစားနည်း program အတိုင်းပဲမကစားတော့ပဲねစောစောဟိုအထူးဆန်းဖြစ်မဲ့ကစားနည်းလေးတွေတို့ဟိုစောစောကကျွန်တော်ပြောလို့ပေါ့နော်ဟိုဟာလေးကောင်းလို့ဒါလေးကောင်းလို့ ਨੇ ဒီကိုယ့်ရဲ့မူလသတ်မှတ်ထားတဲ့ plan ကြီးကိုဖြတ်မှန်းမသိဖြတ်ပြစ်လိုက်ကြတယ်ပေါ့နော်ကိုယ်တိုင်းပဲဒါကတစ်ချက်ပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီ program တစ်ခုကိုစောစောကျွန်တော်ပြောလို့ပဲ10ပတ်ကနေ12ပတ်တယ်ပေါ့နော်တလခွဲကနေ3လအထိရောက်အောင်မသွားကြတာပေါ့နော်ဥပမာအဲ့ဒါကတော့ကျွန်တော်ထင်တယ်ညီးငွေတာပေါ့နော်ဒီကစားနည်းတစ်ခုကိုညီးငွေသွားတာဒါမှမဟုတ်ဒီကစားနည်း program တစ်ခုကိုညီးငွေသွားတာမူလရည်မှန်းချက်ဖြစ်တယ်ကျွန်တော်တို့ body goal ပေါ့နော် body change မှုပဲ UTB ကစားတာမျိုးမဟုတ်တော့ဘဲနဲ့ဆက်ပဲလို့ဒီကစားနည်းတွေတလားပြီးတလားဒီကစားနည်းကြပဲကစားနေရတယ်ဆိုပြီးညီးငွေလာကြတယ်ပေါ့နော်ဒီလိုစိတ်ကြောင့်မို့ဒီ program တစ်ခုကို follow အပြည့်အဝပေါ့နော်ဒီ program ရုပ်လုံးပေါ်လာတဲ့အထိမဆောင်တော့ဘဲနဲ့လန်တော့ဝက်မှာတည်းရက်ပြီးတော့စောပြောသလိုပဲကိုကစားနည်းတွေထည့်လိုက်ဒီကစားနည်းတွေထည့်လိုက်တယ်ဒီကျွန်တော်တို့သတ်မှတ်ထားတဲ့ program ကပြတ်မှန်းမသိပြတ်သွားကြတယ်ပေါ့နော်ဒီနှစ်ခုကတော့အတွေ့အများဆုံးပဲကျွန်တော်ဆိုရင်လည်းကျွန်တော်တို့ client တွေ train တဲ့အချိန်မှာ
တော်တော်လေးတတိပေးရတယ်ပေါ့နော်သူတို့ဆိုရင်ဒီဟာမကစားသေးဘူးလားဟိုဟာလေးကကစားလို့မရဘူးလားဆိုပြီးစကားလေးတွေစကြတယ်ပေါ့နော်တကယ်တမ်းတော့စကားစတယ်ဆိုကြတယ်မှာကစားခြင်းလို့ပေါ့ဒီလက်ရှိကစားနည်းတွေကိုညှင်းငွေလာလို့ပေါ့နော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီကစားနည်းတွေကိုကျွန်တော်တို့ဟိုထွေးမပေးချင်တာမဟုတ်ဘူးပေါ့နော်ထွေးနာတွေကလည်းအဲ့လိုပုံစံမျိုးပေါ့ဟိုပြင်းလို့ထွေးမပေးတာမျိုးလည်းမဟုတ်ဘူးမလိုသေးလို့ပေါ့နော်လိုတဲ့ချိန်ကျရင်ကျွန်တော်တို့ထည့်မယ်ဒီကိုယ့်ရဲ့ကျွန်တော်တို့ဒီဟို client တွေကိုကျွန်တော်တို့လက်ခံလိုက်ပြီဆိုရင်သူ့ရဲ့ lifestyle ပေါ့နော် lifestyle နောက်ပြီးသူ့ရဲ့တကယ် live လုပ်နိုင်စွမ်းဂျင်ထဲမှာဒီကစားတဲ့ဒီတက်လုံးတွေပေါ့နော်ဒီပြင်းအားတွေသူဘယ်လောက် live ဒီ live လုပ်နိုင်တယ်နောက်ပြီးဒီ lifestyle မှာသူစီကံဘယ်လောက်ရှိလဲကျွန်တော်တို့ကအဲ့ဒါတွေအကုန်လုံးချိန်ထိုးပြီးတော့မှ program တစ်ခုကိုကျွန်တော်တို့ဆော့ပြောလို့ပေါ့နော်တစ်လခွဲဒါမှမဟုတ်3လပြီကျွန်တော်တို့တစ်စင်ချင်းသွားရတာပေါ့ပထမသိကြတယ်ဗျာပထမ3လတော့ကျွန်တော်တို့ကအရန်ကြီးဟိုချင်းဒီချင်းတွေချိန်လို့မရဘူးအဲ့လိုချိန်လို့မရတဲ့အချိန်မှာဆော့အရှိကကျွန်တော်ပြောသလိုပဲဒီ client တွေစီကနေပေါ့နော်ဒီကစားနည်းကိုညှင်းငွေးတဲ့အတန်လေးကြားတဲ့အချိန်မှာကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကရှင်းပြရတယ်တခြားနားလည်သဘောပေါက်အောင်ပေါ့နော်အဲ့ဒါမျိုးကြတော့ညာတော့အဖြစ်တော့လက်ခံပါတယ်အနည်းစုလောက်ကတော့ဟိုလက်မခံတာမျိုးတော့မဟုတ်ဘူးအကြောင်းမျိုးကြောင့်သူတို့ခြေကိုမကစားတာမျိုးတွေတော့ကျွန်တော်တို့လက်ကြုံရတယ်ပေါ့နော်ဒါ trainer တိုင်းကတော့ train တဲ့ client အယောက်100ရှိရင်အယောက်100လုံး 100% body chain နိုင်တယ်နောက်ပြီးကျွန်တော်တို့ဒီ knowledge ပေါ့နော် fitness knowledge education တွေကိုကျွန်တော်တို့ပေးနိုင်တယ်ဆိုတာမျိုးမရှိဘူးဟုတ်တယ်မလားကျွန်တော်တို့လူမျိုးစိတ်တွေပေါ့နော်အကုန်လုံးကိုကျွန်တော်တို့ train တဲ့အရောက်တရားတိုင်းနဲ့ကျွန်တော်တို့ပြောင်းလဲအောင် train နိုင်တယ်ဆိုကျွန်တော်တို့လည်းအခုချိန်မှာကဘာကျော် trainer ကြီးဖြစ်နေပြီပေါ့နော်ဒါကပြောပြတာပေါ့နော်အဓိကအဖြစ်များတဲ့အကြောင်းတော့မိတ်ဆွေတို့လည်းပြန်စဉ်းစားကြည့်ပေါ့မိတ်ဆွေတို့ဒီမိတ်ဆွေက weight gain weight loss ကြားတဲ့အဆင့်ပြီအဲ့ဒါတွေကပြဿနာမရှိဘူးပြဿနာကမိတ်ဆွေကပထမဆုံးညာကို body ကိုတစ်ခုတတ်မှတ်ပြီးသွားပြီဆိုရင်အဲ့ body ကိုဟိုယုံကြည်နဲ့ဒီ follow လုပ်ဖို့လိုတယ်ဆွဲရှိပေါ့နော်စုံကန်းတိုင်အောင်ပေါ့ body ကိုရုပ်လုံးလေးပေါ်လာအောင်စောစောကျွန်တော်ပြောလို့အနည်းဆုံး2လလောက်လုပ်ကြည့်လိုက်ဗျာ2လပြီးရင်3လမြောက်ကျရင်တေချာပေါ့မိတ်ဆွေရဲ့ဒီ plan တစ်ခုကရုပ်လုံးပေါ်တယ်တေချာပေါ့နော်ဒီနေရာမှာစကားဟာထပ်ပြီးကျွန်တော်ဖြတ်ပြောလိုက်အောင်ပေါ့နော်အစားတော့အနေထိုင်တော့တေချာပေါ့လိုက်အောင်ပေါ့နော်ကျွန်တော်ဒီအကြောင်းအရာကျွန်တော်တခါကျွန်တော် channel အောက်မှာဒီ comment လေးပေါ့နော်မှန်ပြီးတဲ့နောက်ပိုင်းကျွန်တော်အရင်ကလည်းကျွန်တော်ပြောပါတယ်ဒီကျွန်တော်တို့ခန္ဓာကိုယ် change နေဆိုတာကစားနည်းတစ်ခုတည်းမဟုတ်ဘူးပေါ့နော်အစားတောက်တွေရောလိုက်ပါဒါပေမဲ့တခါကျရင်ကျွန်တော်ကဒီကိုပြောချင်တဲ့အကြောင်းအရာကို target ထားပြီးပြောတဲ့အချိန်မှာဒီအစားတောက်တဲ့အနေတိုင်းကိုကျွန်တော်ဟိုမပြောတော့ဘူးပေါ့နော်ဒီအကြောင်းအရာကိုပဲရုံလုံးပေါ်အောင်ကျွန်တော်ကဆွေးနွေးပြီးတာဖြစ်တဲ့အတွက်ဒီဟာလေးကိုတော့မိတ်ဆွေတို့အနေနဲ့မှတ်ထားစေချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ video file ရဲ့ YouTube ကိုပြန်ဆက်ရဆိုရင်မိတ်ဆွေပထမဆုံးဟိုဒီတိုင်းပဲဂျင်းကိုသွားလိုက်ပြီဆိုရင်တေချာပေါ့ဟိုတိကျသေးကြတယ်ပေါ့နော် program တစ်ခု plan တစ်ခုကိုချမှတ်အဲ့ plan တစ်ခုကိုကျွန်တော်တို့1လခွဲ2လ3လလောက်ထိဟိုရောက်အောင်သွားပါတော့သွားပြီးပြီဆိုရင်ရုပ်လုံးမပေါ်ဘူးလားဒါမှမဟုတ်ရုပ်လုံးပေါ်တယ်ဆိုရင်မိတ်ဆွေနောက်တစ်ဆင့်တက်ရတာပဲသိကြတယ်အဲ့တော့ကျွန်တော်တို့ကလူတို့ပို့ရှော့ပေါ့နော်တချို့ကစားနည်းလေးတွေကိုဒီကစားနည်းလေးနဲ့အစားထိုးတချို့ကစားနည်းလေးကိုဒီကစားနည်းလေးနဲ့အစားထိုးအဲ့ဒါမျိုးကျွန်တော်တို့ကဒီ step by step ပေါ့နော်တစ်ဆင့်ချင်းကျွန်တော်တို့ကဟိုတက်သွားတာဖြစ်တယ်အဲ့လိုမဟုတ်ပဲတော်တော်များများကရာခိုင်နှုန်းတော်တော်များများကစိတ်မကောင်းစေရတယ်ပေါ့နော်ကျွန်တော်တို့ fitness လောက်ကမှာအရှိကကျွန်တော်ပြောတဲ့ကစားနည်းတွေကိုညှင်းငွေလို့ကစားနည်းမျိုးစုံကိုစမ်းကစားကြည့်တယ်နောက်တစ်ခုကဒီ influencer တွေနောက်ပြီးရင်ကျွန်တော်တို့ဒီYouTube video ပိုင်းမှာရှိတယ်ကျွန်တော်တို့ကစားသမားတွေကဘာကျော်ကစားသမားတွေနာမည်ကြီးကစားသမားတွေခဏကိုလှတဲ့ကစားသမားတွေရဲ့ဒီ highlight video file တွေကကစားနည်းတွေကစားရင်ကျွန်တော်တို့ခန္ဓာကိုယ်ကမြန်ပြောင်းမယ်လို့အထင်နဲ့ဒီကစားနည်းကိုကစားခြင်းတယ်အဲ့တော့ကိုယ့်ရဲ့မူလရှီမန်ချက်ဖြစ်တဲ့ဒီ program တွေကကစားနည်းတွေကလည်ဟင်းသွားတယ်ပြောချင်တာ program ပြတ်သွားတယ်ပေါ့ဗျာနော်အဲ့ဟာကိုအဓိကပြောချင်တာဒါကလည်းအရေးကြီးတယ်ဗျမိတ်ဆွေတို့တတိမထားမိလို့ပဲဖြစ်နေပြီပေါ့နော်တကယ်ကျွန်တော်တို့ကဟိုဒီ program တစ်ခုကတိကျသေးကြတယ် program တစ်ခုကသေချာကိုတတ်မှတ်ရမယ်ဒါကထက်ကရှိပေါ့နော်ကျွန်တော်ဒီ video file မှာပြောနေတာဒါကလည်းအရေးကြီးလို့ပါဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ကြုံတွေ့ရတာပေါ့နော်ဒီ highlight video file ဆိုတဲ့အချိန်မှာဒီပြဿနာတော်တော်ကြီးတယ်ဗျအခုထိလည်းကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုကျွန်တော်တို့လက်ထက်မှာ handphone တွေရှိတယ်ပေါ့နော်ဒီ handphone တွေကျွန်တော်တို့ YouTube လူတိုင်းက YouTube ကြည့်ကြပါပဲ Facebook ကြည့်ကြပါပဲဆိုတော့မိတ်ဆွေကဒီတစ်ခုအကြောင်းအရာတစ်ခုနဲ့ရိုက်ရှာလိုက်ပြီးဆိုရင် fitness လို့ရိုက်ရှာလိုက်ရင်ကစားနည်း video file တွေအမျိုးမျိုးကြပါပဲအဲ့တော့ဒီဟာတွေကမိတ်ဆွေတို့သတိထားမှာက motivation video အနေနဲ့သတ်မှတ်ရမယ်နောက်ပြီး highlight video အနေနဲ့ပဲသတ်မှတ်ရမယ်ပေါ့နော်မိတ်ဆွေတို့ရဲ့ဒီတကယ်နေ့စဉ်
ခန္ဓာကိုယ်ပြောင်းကျင်လို့ကစားနေတဲ့ plan ထဲမှာဆွဲပြီးတော့မထည့်မိစေနဲ့ပေါ့နော်ဒီကစားနည်းတွေကိုအဲ့ကစားနည်းတွေတချို့ကစားနည်းတွေကမိတ်ဆွေရဲ့ trainer ဒါမှမဟုတ်မိတ်ဆွေကိုယ်တိုင်သတ်မှတ်တော့ပါတာကတခြားပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့က program ထဲမှာပါတဲ့ကစားနည်းဆိုရင်တော့ကစားရမယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်ဒီနေ့ DV file လေးနဲ့သတိပေးချင်တာဖြစ်တယ်ဆိုတော့ video file နဲ့ချုပ်နေကျွန်တော် video file ယူရချက်ကတော့မိတ်ဆွေတို့ကျင်ကစားမယ်ဆိုရင်ဘယ်လိုလူပဲဖြစ်ဖြစ်တိကျသေးကြတဲ့program တစ်ခုကိုသတ်မှတ်ပါရေးဆွဲပေါ့နော်အဲ့ program ကိုဒီ10ဘက်ကနေ12ဘက်ပေါ့နော်တလခွဲကနေပြီးတော့3လအထိသတ်မှတ်တဲ့ကစားပေးပါ3လကျော်လို့မှကျွန်တော်တို့နောက်တစ်ဆင့်တက်ရအောင်ဆိုရင်လိုတူပို့ short step by step တစ်ခုချင်းလေးချိန်ပြီးတော့ကစားပေးတာဟာမိတ်ဆွေရဲ့ခန္ဓာကိုယ်ပြောင်းလဲဖို့အတွက်အများကြီးထောက်ကူပြုတယ်မိတ်ဆွေခန္ဓာကိုယ်မြန်အလင်းမြန်ပေါ့နော်ပြောင်းဖို့ကူညီပေးမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီ video file လေးနဲ့ share လုပ်ပေးသွားခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်